သူကပန်းကြံတဲ့က16ပေါင်9ကီလိုဂရမ်ခန့်အလေးချိန်ရှိတဲ့ထင်းရှူးတီးကြီးတစ်လုံးရဲ့အောက်တက်တဲ့မှာလဲအိတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီအသီးကရုတ်တရက်ပြုတ်ကျပြီးသူ့ခေါင်းပေါ်ကိုတက်တက်ကြီးကျခဲ့ပါတယ်။ထင်းရှူးတီးတန်ကြောင့်သူ့ဦးကောင်းခွန်ကြေမွသွားခဲ့လို့ခွဲစိတ်ဆရာဝန်တွေမှာဦးကောင်းခွန်အယိုးအစိပ်ပိုင်းချို့ကိုဖယ်ရှားပစ်ခဲ့ရပါတယ်။တကယ်တော့ဒါဟာဩစတြေးလျထင်းရှူးပင်မျိုးစားဖြစ်ပြီးသူ့ရဲ့အသီးတွေဟာပေါင်40အထိတောင်ကြီးထွားနိုင်ပါတယ်။ဒီအပင်ကိုအလှဆိုင်မျိုးစိတ်တစ်ခုအနေနဲ့အများပြည်သူသုံးပန်းကြံထဲမှာစိုက်ပျိုးထားခဲ့တာဖြစ်ပြီးအနည်းရှိကြောင်းသတိပေးချက်ဆိုင်းဘုတ်တွေရှိတဲ့နယ်လို့အဲ့ဒီလူကအငင်းပွားကအစိုးရကိုဒေါ်လာ9 တန်းရော်ကြေးငွေတောင်းဆိုပြီးတရားစွဲဆိုခဲ့ပါတယ်။သူဟာအမှုမှာအနိုင်ရရှိခဲ့ပြီးနောက်ထပ်ဘယ်သူမှဒီလိုအရာမှထင်းရှူးသီးတွေရဲ့အန္တရာယ်ကိုမခံရစေဖို့အတွက်ပန်းကြံတာဝန်ရှိသူတွေကသတိပေးဆိုင်းဘုတ်တွေအကာအရံတွေအပြင်တစ်ကိုင်းတွေရဲ့အောက်မှာပိုက်ကွန်တွေကိုပါလိုက်လံတပ်ဆင်ပေးခဲ့ကြပါတယ်ခဲ့ပါတယ်တကယ်လို့သင်ဟာတင်းဖခင်ကိုအကောင်းဆုံးလို့ယုံကြည်ရင်အသေးပေးပြီး follow လုပ်ပေးသွားပါမလုပ်ဘူးဆိုရင်တော့သင်ဟာတင်းဖခင်ကိုမချစ်ရရောက်ပါလိမ့်မယ်သင်ရဲ့ချစ်ချင်းမေတ္တာကိုပြသဖို့အတွက်ဒီဗီဒီယိုကိုမျှဝေပြီး comment မှာလည်းအသေးပုံလေးတွေပေးခဲ့ကြပါဦးအဲ့ဒီနောက်မှာ